Hello အားလုံးပဲမင်္ဂလာပါ Voice of Dream Channel လေးကနေကြိုဆိုပါရစေဒီ channel လေးကို Hizero တငယ်ချင်း2ယောက်ကနေပြီးတော့ရတအစုံလက်လန်းမီတလောက်စာအုပ်လေးတွေကိုဖတ်ပြပေးသွားပါမယ်နော်ပထမဦးဆုံးအနေနဲ့ Hizer ကစာအုပ်လေးတစ်အုပ်ကိုဖတ်ပြပေးခြင်းပါတယ်အဲ့ဒါကတော့ဆီယမကျူရဲ့ပူချစ်ရတဲ့သူကိုပဲဖြစ်ပါစေတဲ့စာအုပ်လေးကို Hizer နဲ့အတူလိုက်ပါခန်းစားနားထောင်ပေးပါအောင်နော်မြန်မာနိုင်ငံမှာမိုင်ပေါင်းထောင်နဲ့ချီဝေးကွာသောပိုလန်နိုင်ငံပိုစနန်မြို့လေးမှာဒီဇင်ဘာ9ရက်ညကသူမရှိနေခဲ့ပြီလို့မြဝန်းရံနောင်တမရပါနင်းပွဲနင်းဆက်တွေတဖွဲဖွဲကြရေခဲငွေလိုအေးဆက်သည့်လေးကအရက်ရှစ်မျက်နှာပြင်းထန်စွာတိုက်ခတ်နေလို့အပြင်မှာလမ်းမလျှောက်နိုင်လောက်အောင်တုန်ခတ်ရသည့်ထိုဆောင်ညတွင်အနီးကစားတောက်ဆိုင်လေးတဲ့သို့အပြေးဝင်လိုက်မိသည်ကိုနောင်တမရပါတရင်ကျွမီးပုံးလေးတွေလိုမီးလုံးလေးများဆိုင်ကန်းအပြည့်တွဲလဲစီချိတ်ထားသည့်လှပသောနှွေးထွေးသောစားတောက်ဆိုင်လေးထဲမှာနေရာလွတ်မရှိတော့ပေမဲ့အပြင်သို့ပြန်မထွက်ချင်ခဲ့ပဲပေကပ်ပြီးမတ်တက်ရက်နေခဲ့မိတာကိုလည်းနောင်တမရပါစပွဲတို့အမျိုးသမီး၏နေရာချထားမှုကိုမဆောင်မဲယောက်ျားတစ်ယောက်ထိုင်နေသည့်နေရာလွတ်ရှိသည့်စပွဲစီဆိုက်ဆိုင်မြိုင်မြိုင်ရောက်သွားခဲ့မိတာလေသူမနောင်တမရပါသူမ၏ဘဝကိုစောက်ထိုးမှုမျိုးပြောင်းလဲသွားစေနိုင်သောအလောင်းအစားတစ်ခုကိုမိုက်မဲလှုပ်ခဲ့မိတာကိုတော့မြဝန်းရဲ့နောင်တရမိပါသည်ထိုညကနင်းပွေနင်းဆက်တွေတဖွဲဖွဲကြလျက်ရေခဲငွေလိုအေးဆက်သည့်လေကအရက်ရှစ်မျက်နှာပြင်းထန်စွာတိုက်ခတ်နေခဲ့တယ်ပိုစနန်မြို့လေလမ်းလေးကွရင်မြင်ကျဲသည်မောင်ရီဝိုးဝါညနေခင်းအချိန်မှာလမ်းလျှောက်ကဟိုဒီငင်းမောလို့ကောင်းသည့်နေရာဖြစ်ပေမဲ့ဆိုးရွားလာသောဒီဇင်ဘာဆောင်းဝအေးကြောင့်မြဝန်းရံကြာရှည်စွာမနေနိုင်မျက်နာသို့တိုးတက်လာသည့်အေးဆက်သည့်လေကရေခဲမုံချွန်ချွန်လေးတွေဖြင့်စူးစူးဝါဝါထိုးဆွနေတယ်လို့ခံစားရသည်အပြင်မှာရေခဲတမျှအေးဆက်နေသည့်ရာသီမို့နှွေးထွေးသည့်ဆိုင်အတွင်းမှာစပွဲထိုင်ကုန်တိုင်းလူနေရာပြည့်လျက်ရှိသည်ကိုသူမဆိုင်ထဲရောက်မှသိခဲ့သည်ဆိုင်လေးကနေရာရှားပါဈေးကြီးသောဥရောပထုံးစံအတိုင်းခက်ချင်းပဲလူပြည့်နေတာကိုမြင်နေရပါလျက်ပြန်မထွက်ဘဲစွတ်ပေပြီးနေမိအောင်ဆွဲဆောင်ထားလိုက်တာကဆိုင်၏ထူးခြားသည့်အပြင်အစဉ်ဖြစ်သည်ညနေချက်မှာနံရံမှာစပွဲဘေးတွေမှာမီဒီနီနီလေးများကိုမညီမညာစနစ်ကြချိတ်ဆွဲထားသည်မို့အပြင်ကအေးဆက်မှုကိုအန်တုနိုင်အောင်နှွေးထွေးလျက်ရှိသည်မြန်မာနိုင်ငံမှာတရင်ကျွမီးပုံးလေးများမီဒီလေးများကိုမြင်အောင်သွားမိ၏ပြန်မထွက်ချင်ပါဘူးနေရာလွတ်များရှိမလားဝေးကြည့်လိုက်တော့မရှိဒါဖြင့်မြဝန်းရံခွင့်တောင်းပြီးဝင်ထိုင်လို့ရမည်လူနည်းသည့်စပွဲများရှိနိုင်မလားစပွဲတို့အမျိုးသမီးလေးအလုရှုပ်နေတာကိုအခွင့်ကောင်းယူလျက်နံရံနှင့်ကပ်လျက်စပွဲဝိုင်းချင်းလေးမှာတယောက်တည်းထိုင်နေသည့်လူတယောက်ရှိရာသို့မြဝန်းရံခတ်သွက်ရောက်သွားသည်သူမရက်လိုက်တာကိုသူသတိမထားမိခဲ့စပွဲပေါ်မှာစာအုပ်တအုပ်ကိုတင်ကဖွင့်လျက်ဖတ်နေသောကြောင့်ဖြစ်သည်ဒီခုံမှာလူရှိသလားအင်္ဂလိပ်ဘာသာဖြင့်မေးလိုက်သည့်မြဝန်းရံစကားသံကြောင့်ထိုသူကမော့ကြည့်သည်မရှိပါဘူးထိုင်ပါဝေးသည်ခေါင်ဖျားအရက်ဒီတာမှာမမျော်လင့်မဲကြားလိုက်ရသည့်မြန်မာစကားသံကြောင့်မြဝန်းရံအလွန်အံ့ဩကာဝမ်းသာသွားခဲ့မိပါသည်ဥရောပတိုက်မှာမှအခြားအရေးပါသောနိုင်ငံတွေမှာမဟုတ်ဘဲပိုလန်နိုင်ငံမှာမှအထင်အရှားမြို့တော်ကြီးမဟုတ်သည့်ပိုစနန်လိုပြင်စမအကြီးဆုံးသောမြို့ခတ်သေးသေးလေးမှာအခုလိုမြန်မာလူမျိုးနှစ်ယောက်မထင်မှတ်ဘဲစုံမိကြဖို့ဆိုတာဖြစ်နိုင်ခြင်းနဲ့သောတိုက်ဆိုင်မှုဖြစ်၏
မြန်မာလူမျိုးအချင်းချင်းနိုင်ငံရဲ့ခြားမှာတွေ့လျင်မိတ်ဆွေဖွဲ့ဖို့လွယ်ကူလေးရှိသည်ကျွန်တော်နာမည်ကပြည်မိုးငိမ့်ပါပို့စနန်မှာအခုလုပ်နေတဲ့နိုင်ငံတကာရာသီဥတုပြောင်းလဲခြင်းညီလာခံကိုလာတက်တာပါသူ့စကားတန်ကခက်သွက်သွက်ကြည်ရတာလောကကြီးတစ်ခုလုံးကိုကျေနပ်နေသည့်အသွင်ပဲခေါင်းစွပ်ဆွဲတာပါးပါးလေးတစ်ထည်တဲ့သူဝတ်ထားတာကိုမြဝန်းရန်သတိထားလိုက်မိသည်သူ့အသားဖြူသလားညူသလားသူမတည်တည်ချာချာမသိသူ့မျက်လုံးတွေကရိုးသားသလားကောက်ကျစ်သလားသူမမသိနံရံမှာမျက်နှာချက်မှာမညီမညာတွဲလန်းဆွဲထားသည့်များပြားလှစွာသောချစ်စပွဲမီးလုံးလေးတွေ၏အလင်းရောင်ကလူတွေ၏မျက်နှာကိုခံမှန်းရခက်အောင်ပြုပြင်ပေးနေတာကိုဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ကျမနာမည်မြဝန်းရံလို့ခေါ်ပါတယ်မြဝန်းရံသူမပြုံးမိသည်ပြောမနာဆိုမနာတငယ်ချင်းတွေကသူမကိုစနောက်ပြီးမဝင်းထရန်ဟုခေါ်တတ်ကြ၏ငယ်တငယ်ချင်းကိုစဉ်ကတော့သူမကိုမြဝင်းဟုခေါ်တတ်၏ဒါကြောင့်သူမကိုဒီနာမည်ပေးခဲ့သည့်ဖခင်ကိုမကြေမနက်ဖြစ်မိသည့်ကာလတွေအများကြီးရှိခဲ့သည်ညီမကရောဒီကိုဘာအကြောင်းနဲ့ရောက်နေတာလဲကျမကဘာလင်မှာစာတန်းတစ်ခုလာဖတ်တာပါအော့ရှ်ဝစ်နာဇီအကျဉ်းစခန်းတွေကိုရောက်ဖူးခြင်းလို့နိုင်ငံကူးလာခဲ့တာအဲ့ဒီကနေဒီနေ့ပဲပြန်ရောက်တာသူ့မျက်နှာမှာအံ့ဩမှုတစ်ခုကိုလစ်ခနဲသာမြင်လိုက်ရပြီးချက်ချင်းပင်ခေါင်းငိမ့်လိုက်တာကိုမြင်ရသည်အော့ရှ်ဝစ်ကဒီနဲ့နီးသလားအော့ရှ်ဝစ်ဆိုတာဘာလဲဟုမသိသည့်မိမိနဲ့တပ်တူရွယ်သူတွေအများကြီးကိုကြုံတွေ့ခဲ့ရဘူးသည်ထိုလူကတော့သိနေပုံမှာသို့တော့အော့ရှ်ဝစ်နာဇီအကျဉ်းစခန်းဟူသောစကားကိုကြားပြီးသည့်တိုင်ထူးခြားမှုမရှိသည့်သူ့မျက်နှာထားကိုအားမလိုအားမရဖြစ်မိသည်မနီးဘူးကရာဂေါဆိုတဲ့မြို့လေးစီကိုသွားရတယ်ခရီးသွားဧည့်သည်အုပ်စုထဲမှာလိုက်သွားခဲ့တာကရာဂေါအထိရောက်ဖို့အော့ရှ်ဝစ်ဘာကီနိုခရီးစဉ်ကိုသူတို့စီစဉ်ပေးတယ်ညီမကဘာလုပ်တာလဲကျမကရှေးဟောင်းသုတေသနပါရဂူပွဲယူဖို့စာတမ်းပြုစုနေတဲ့သူပါအော်အခုအဲ့ဒီအကျဉ်းစခန်းတွေကိုသွားတာညီမရဲ့စာတမ်းနဲ့ပတ်သက်နေလို့လားဟင်းမဆိုင်ပါဘူးစာတမ်းကဇီဝရှေးဟောင်းသုတေသနပါတာအော့ရှ်ဝစ်နာဇီအကျဉ်းစခန်းတွေကိုစိတ်ဝင်စားလို့ပါသူမျက်နှာဘာမှပြောင်းလဲမသွားဘလောက်ပဲလောကကြီးအပေါ်ကျေနပ်အားရနေတဲ့သူဖြစ်ပါစေအော့ရှ်ဝစ်ဆိုသည့်အကျဉ်းစခန်းတွေအကြောင်းပြောလျင်စိတ်မသက်မသာဖြစ်မိကြတာများသည်သူကဘာမှမခံစားရသလိုအဲ့ဒီလူသက်စခန်းတွေအကြောင်းကျမသမိုင်းစာအုပ်တွေဖြစ်ရမှန်ဓာတ်ပုံတွေရုပ်ရှင်ကားတွေကိုအများကြီးဖတ်ခဲ့ကြည့်ခဲ့ပြီးသားပါဒါပေမဲ့ဒီနေရာကိုတကယ်သွားပြီးအဲ့ဒီမြေပေါ်မှာခြေချရတဲ့အခါခံစားချက်ကစာအုပ်တွေဓာတ်ပုံတွေကပေးတဲ့ခံစားချက်နဲ့ဘယ်လိုမှမတူအောင်နာကျင်ရတယ်တခုခုစားဖို့လိုအပ်သည်ဟုသူမသိတော်လဲအခုထိအစာမစားခြင်းမစားနိုင်ကော်ဖီတစ်ခွက်လောက်ဆိုတော်ပြီစပွဲထိုးအမျိုးသမီးအားကော်ဖီတစ်ခွက်သာမှာလိုက်မိသည်သူကပေါင်မုံတစ်ဖက်ကိုခရင်ဖြင့်ထိုးကော်ကပါဇက်ထဲသို့သွင်းယူရင်းသူမကိုအကဲခတ်ကြည့်ဖြင့်မေးသည်ဒါနဲ့ညီမအဲ့ဒါကိုဘာကြောင့်စိတ်ဝင်စားတာလဲဘာကြောင့်စိတ်ဝင်စားတာလဲထိုမေးခွန်းသည်မျော်လင့်ထားရသည့်မေးခွန်းဖြစ်သည်အပြစ်မဲ့ကလေးတွေလူငယ်တွေလူကြီးတွေတန်းနဲ့ချီလျက်အစုလိုက်အပြုံလိုက်အသက်ခံခဲ့ရသည့်နေရာသို့သူမဘာကြောင့်ရောက်အောင်သွားခဲ့တာလဲလူပေါင်းများစွာကြောက်လန့်တကြားဘဝနှီးကုန်းချုပ်ခဲ့ရတဲ့နေရာကိုဆက်စုယုံမျှသွားကြည့်ခဲ့သူတွေရှိကောင်းရှိမည်ဒါတွေတကယ်ဖြစ်ခဲ့တာဟုတ်မှဟုတ်ပါမလားဟုမယုံသင်္ကာစိတ်ဖြင့်လေ့လာဖို့သွားကြည့်ခဲ့သူတွေရှိလိမ့်မည်တမိုင်းမှာလူဝဲချင်းချင်းအဲ့ဒါလောက်ထိရက်ဆက်ခဲ့ကြတယ်ဆိုတာကိုနားမလည်နိုင်လို့ကြံဖန်ပြီးစိတ်ပင်ပန်းချင်နေတဲ့လူလို့သတ်မှတ်ရမှာပဲ
အဲ့ဒါကြောင့်ပြောတာပေါ့တခြားသူတွေရဲ့နာကျင်မှုကိုဝန်ခံစားကြည့်တတ်တဲ့အကျင့်မရှိလို့ကမ္ဘာမှာအဆိုးတွေပြည့်နေတာဒါပေမဲ့အဆိုးထက်အကောင်းကပိုအားကြီးခဲ့လို့သာဒီနေ့ဒီနေရာမှာကျွန်တော်တို့ရှိနေတာမဟုတ်ဘူးလားပိုလန်နိုင်ငံဆိုတာနာဇီတွေအောက်မှာလည်းနေခဲ့ရတယ်ကွန်မြူနစ်တွေအောက်မှာလည်းနေခဲ့ရတယ်အခုတော့ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်နေပြီမဟုတ်လားလွန်ခဲ့တဲ့နှစ်60ကထက်ဒီနေ့ပိုပြီးအဆိုးတွေနည်းသွားပြီလို့ရှင်ဆိုလိုချင်တာလားဒါဖာတို့ယဝန္တာတို့ကလူတွေရဲ့မျက်နာကိုရှင်းမမေ့နဲ့လေအဆိုးတွေထဲမှာအကောင်းတွေလည်းရှိနေတယ်ထောင်နဲ့ချီတဲ့ဂျူးလူမျိုးတွေကိုငွေနဲ့ဝယ်ပြီးလွတ်မြောက်အောင်ကြိုးစားပေးခဲ့တဲ့ရှင်းတလားလိုတထေးကြီးကိုလည်းကြည်ပါဦးအစ္စရေးနိုင်ငံဆိုတာကလည်းအဆိုးတွေကပေါ်ပေါက်လာတဲ့အကောင်းမဟုတ်လားမြဝန်းရံခေါင်းရံမိသည်အခုမျက်စိမှိတ်လိုက်လျင်အခုကိုပဲအောက်ဆွေးအကျဉ်းစခန်းဝင်းကြီးတဲ့သို့တန်တကားမုတ်ဦးပေါ်ကဂျာမန်ဘာသာစကားဖြင့်စာတန်းကြီးကိုမြင်နေရစေဂျာမန်စာကိုသူမတလုံးတပါးမျှမသိပါသို့တော့အဲလန်းညွန်ကအင်္ဂလိပ်ဘာသာပြန်ပေးခဲ့သည်အလုံးလုံးလျင်လွတ်လပ်မည်ဟုအဓိပ္ပာယ်ရသော work makes free တဲ့နာဇီတို့သည်အကျဉ်းစခန်းသို့ရောက်လာသည့်ဂျူးမိသားစုတွေကိုအလုံးလုံးလျင်လွတ်လပ်မည်ဟုလိန်ညာပြီးသူတို့ပြစ်မှုကြီးတွေကိုလူမသိအောင်ဖုံးကွယ်လိုက်သေးသည်ကျမကတော့လောကကြီးမှာအကောင်းတွေရှိပါတယ်ဆိုပြီးချွေးသိပ်ထားတာထက်မကောင်းမှုတွေအကြောင်းပြောပြပြီးသတိပေးနေရင်ကောင်းမယ်လို့ထင်တယ်။ No အကောင်းမြင်စိတ်ရဲ့ရည်ရွယ်ချက်ကချွေးသိပ်ဖို့မဟုတ်ဘူး။နေထွက်ရာအရက်ကိုမျက်နာမှုပြီးဆက်လျှောက်ရဲဖို့အမောင်ရိပ်တွေတဲကိုတိုးသွားနေလို့ကဘာထူးမှလဲ။ဥပမာအခုလိုအောက်ဆွေနာစီအကျဉ်းစခန်းကိုသွားကြည့်တာမျိုးသူမမရဲချင်းရဲချင်းရဲလိုက်သည်ဒါဆိုရင်ရှင်ကရောနာကျင်စရာသမိုင်းတွေပြည့်နေတဲ့ပိုလန်လိုမှုံမိုင်းနိုင်ငံမှာဘလို့အလင်းရောင်တွေလာရှာနေတာလဲကျွန်တော်လားကဘာကြီးပူပင်း၆တွေ့ပြီးရာသီဥတုပြောင်းလဲလာတာကိုဆင်းရဲတဲ့နိုင်ငံလေးတွေဘလို့ရင်ဆိုင်မလဲဆိုတာလေ့လာခြင်းလို့ဒီညီလာခံကိုလာခဲ့တာချမ်းသာတဲ့နိုင်ငံကြီးတွေကကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်ရာသီဥတုပြောင်းလာရတာမဟုတ်လားညီမကတကယ်ကိုအစိုးမြင်ဝါဒီပဲဆိုတာကျွန်တော်နားလည်သွားပြီသူအနှင်းငယ်အတန်ထွက်ရင်မောပြီးမှတ်ချက်ချတာကိုသူမကန့်ကွက်ခဲ့ပါမိမိကလည်းသူမကိုအဲ့ဒီလိုပြောခဲ့ဘူးတာခဏသို့တော့မြဝန်းရင်မမှန်ဘူးလားအစိုးမြင်ဝါဒီလားအမှန်ကိုအမှန်တိုင်းမြင်တာကိုအစိုးမြင်နေဆိုရင်လဲထားပါတော့တေးကြတာကတော့နေရတကာအကောင်းမြင်ဝါဒနဲ့ကြီးအလုံးမဖြစ်ဘူးဘယ်ဟုတ်မလဲညီမရဲ့အကောင်းမြင်ဝါဒနဲ့သာကမ္ဘာလောကကြီးကိုတိဆောက်ခဲ့ကြတာမဟုတ်လားကောင်းလာလိမ့်မယ်လို့မျှော်လင့်ချက်တွေမရှိခဲ့ရင်ဘယ်သူမှလည်းလှုပ်ရှားဆောင်ရွက်နေတော့မှာမဟုတ်ဘူးမိမိကိုမိန်ခွန်းချွေတယ်လို့စကားပြောနေခဲ့တာမြဝန်းရံမကြိုက်ပါတော်လန်ရေးဆိုတာတော့အကောင်းမြင်ဝါဒကနေဖြစ်လာတာပါပဲဖြစ်နိုင်ခြေအကောင်းတွေကိုမယုံကြည်ဖြစ်ခဲ့ကြရင်ကျွန်တော်တို့အခုလောက်ထိတိုးတက်လာမှာမဟုတ်ဘူးကြီးကျယ်မြင့်မြတ်တဲ့ပြောင်းလဲမှုကြီးတွေကိုဘာနဲ့စခဲ့ကြတာလဲသိလားကြီးကျယ်တဲ့အကောင်းမြင်အတွေးတွေကနေစခဲ့ကြတာခမသူ့မျက်လုံးတွေမှာဘာမှမသိသည့်တက်ကြွမှုကိုမြဝန်းရံမြင်ရသည်သူမိမိကိုမျက်တောင်မခတ်ဘဲစူးစိုက်ကြည့်လျက်စကားပြောနေခဲ့ခြင်းဖြစ်သည်သူ့မျက်လုံးတွေဤဥတီဟာသည်မြဝန်းရံဤမျက်ဝန်းဒီလားသို့မဟုတ်တစ်ချိန်လုံးသုံးမွေးအုပ်ထုပ်စောင်းနေခဲ့သည့်ရလက်အဖြစ်စပင်တို့ဖွာဆန်ကျဲဝဲကြနေသောနှစ်ဖူးစီတို့လားသို့မဟုတ်အနှဲငယ်လန်းနေသည်ဟုတငယ်ချင်းတချို့ဤဝေဖန်ခြင်းကိုခံရလေရှိသည့်သူမဤအပေါ်နှခမ်းကိုလားသူမမဝီခွဲနိုင်တေးကြတာကတော့သူမြဝန်းရံကိုစူးစိုက်ကြည့်နေခဲ့သည်မြဝန်းရံထိုအကြည့်မျိုးကိုမနှိမ့်မြူပါ
အကောင်းမြင်ကြည့်စမ်းပါညီမတို့အားလုံးဘဝတွေတာယာအောင်လုပ်ကြရမှာလေကျမအကောင်းမြင်ခြင်းပါတယ်အကောင်းတွေကိုပဲမျှော်လင့်ခဲ့တာရုပ်ရှင်ကြည့်တာတော့တတ်တာဖြတ်တာတွေကိုမကြည့်ပဲရှုခင်းလှလှလေးတွေမိသားစုဘဝလှလှလေးတွေပျော်ရွှင်ရတဲ့ဇက်သိန်းကန်းလေးတွေကိုရွေးချယ်ပြီးကြည့်ခဲ့တာဒါပေမဲ့လှပမှုတိုင်းရဲ့နောက်ွယ်မှာစိုးရိမ်မှုတွေအမြဲစောင့်နေခဲ့တာဒါကိုတော့ကျမတို့မငြင်းနိုင်ဘူးအကောင်းမြင်အတွေးတွေနဲ့နှစ်ရှည်လများစူးစမ်းတည်ဆောက်ခဲ့တဲ့လူယဉ်ကျေးမှုအဆောက်အုံတွေဟာမျက်စိတမိတ်လျှက်တစ်ပြက်အတွင်းစိုးရိမ်သူတွေရဲ့ဖျက်ဆီးမှုကြောင့်ပြိုလဲပျက်စီးကုန်ရတာပဲတည်ဆောက်ဖို့ကာလကြာရှည်သလောက်ပြိုပြက်ဖို့လွယ်ကူလွန်းလာပါတယ်အစိုးမရှိတဲ့နေရာတွေအများကြီးပါညီမရဲ့ခပ်ပြုံးပြုံးပြောလိုက်တော့ထိုစကားသည်မြဝန်းရံဤစိတ်ကိုစွပေးခဲ့သည်ကဲကိုပြေမုန်းကြီးရဲ့အစိုးမရှိတဲ့နေရာကိုကျမကိုညွှန်ပြစမ်းပါအဲ့ဒီနေရာမှာအေးအေးဆေးဆေးသွားနေခြင်းလို့ပါတကယ်ပြောတာလားညီမအိုးတကယ်ပြောတာပေါ့တို့မြန်မာပြည်မှာလားကမ္ဘာပေါ်မှာလားမြန်မာနိုင်ငံကိုထားလိုက်ပါဦးလေကမ္ဘာပေါ်မှာပဲရှာစမ်းပါဦးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေမရှိတဲ့နေရာစိုးရိမ်မှုတွေမရှိတဲ့နေရာရှိတာပေါ့နေရာတိုင်းဟာအောက်ဆွင့်မဟုတ်ဘူးလေရှင်ကျမကိုနေရာနာမည်တစ်ခုရွတ်ပြစမ်းပါအဲ့ဒီနေရာရဲ့စိုးရိမ်မှုကိုကျမပြောပြနိုင်ပါတယ်မြဝန်းရံအတန်ကစိန်ခေါ်သလိုတင်းမာပြတ်သားသွားသည်ကိုယ်တိုင်သတိထားမိသည်စစ်ဖြစ်လို့သူသေးကိုယ်သေးတိုက်ခိုက်ရတဲ့သဘောတူစိုးရိမ်မှုထက်ပိုရက်ဆက်တဲ့မိစ္ဆာစိုးရိမ်မှုမျိုးကိုပြောတာစစ်ဖြစ်တာလုံလောက်တဲ့အဆိုးမဟုတ်သေးဘူးလို့ပြောချင်တာလားကျွန်တော်ပြောချင်တာကဒီလိုပါစစ်ဆိုတာမကောင်းဘူးဆိုးတယ်ဟုတ်တယ်ဒါပေမဲ့စစ်ဖြစ်တာထက်ပိုဆိုးတဲ့ရက်ဆက်တဲ့တပ်ဖြတ်မှုတွေရှိတယ်ဗျကျူပင်ခုတ်ကျူငုတ်တောင်မကြံစီနဲ့ဆိုတဲ့စကားပုံအဲ့ဒီအတိုင်းကလေးတွေရောမိန်းမတွေရောမစီမဆိုင်ရောပြီးတပ်ပစ်တာမျိုးစစ်ထက်ပိုဆိုးတဲ့အဆိုးကိုပြောချင်တာအော်ဟုတ်ပါပြီစစ်ထက်ပိုဆိုးတဲ့အဆိုးသူမနည်းနည်းရဲကျင်သွားတော့လဲဒေါသတော့ထွက်နေခဲ့သည်ကဲစစ်ထက်ပိုဆိုးတဲ့အဆိုးမျိုးမရှိတဲ့နေရာကိုပြစမ်းပါမိမိဘက်ကပိုင်နိုင်သေးချာနေသည့်မာနကိုသူမြင်သွားခဲ့မှာပါအမေရိကသူခပ်ပြုံးပြုံးပြောလိုက်တော့မြဝန်းရံအတန်ထွက်ရပင်ရေမောလိုက်မိသေး၏အိုးရှင်နောက်နေတာလားအမေရိကန်လောက်စိုးရိမ်မှုပေါ်တာအမေရိကန်ပဲရှိတယ်အမေရိကန်တမိုင်းကဌာနေလူမျိုးတွေကိုတပ်ဖြတ်နှိမ်နင်းပြီးနေမြေလူတာကစခဲ့တာလေစဉ်းစားပါဦးအစုလိုက်အပြုံလိုက်တတ်မှုတွေဥယေကုံကိုအယေကုံဆုတ်ခွာပြီးမသေးမရှင်တပ်ဖြတ်ခဲ့တဲ့စိုးရိမ်မှုတွေကိုရှင်တကယ်မသိခဲ့တာလားโอเคဒါဖြင့်ဩစတြေးလျအိုးကိုမုန်းကြီးရဲ့ဩစတြေးလျလဲဘာထူးလဲဒေသခံတိုင်းရင်းသားတွေကိုအစိုးရကအတင်းအကျပ်နှိပ်ကွပ်ခဲ့တာလေနောက်ဆုံးဒေသခံတိုင်းရင်းသားမျိုးနွယ်တွေကိုအမျိုးဖျောက်ပစ်ဖို့တိုင်းရင်းသားကလေးတွေကိုမိဘတွေလက်ထဲကနေပြန်ပေးဆွဲခေါ်သွားပြီးလူမတိသူမတိမျိုးကမိသားစုတွေတဲ့အတင်းထက်မိဘမဲ့ကြရာတွေတဲ့အတင်းထက်ပျောက်ဆုံးသွားရတဲ့ကလေးပေါင်းထောင်ကနန်းကိုရှင်မသိဘူးလားအဲ့ဒါအစိုးရကိုယ်တိုင်ပါဝင်ခဲ့တဲ့စိုးရိမ်မှုကြီးလေဒီလူမြဝန်းရံကိုမနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူနေရာတစ်ခုရွတ်ပြတိုင်းအဲ့ဒီမှာဖြစ်ခဲ့တဲ့ရက်ဆက်စိုးရိမ်မှုတစ်ခုမဟုတ်တစ်ခုကိုမိမိပြန်ရွတ်ပြနိုင်ပါရဲ့အစ္စရေးနိုင်ငံဂျာမနီနိုင်ငံအီရတ်နိုင်ငံအာဖဂန်နစ္စတန်နိုင်ငံကမ္ဘောဒီးယားနိုင်ငံဒါတွေတော့သူပဲရွတ်မလဲဒီလောက်တော့သူမအပါဘူးသို့တော်လွတ်မဲ့ထင်ပြီးသူရွတ်လိုက်သည့်နေရာများတွင်အဆိုးတွေရှိနေခဲ့သည်သူမငြင်းနိုင်ခဲ့မဟုတ်သေးဘူးတနေရာလောက်အဆိုးတွေ့ရုံနဲ့တနိုင်ငံလုံးအဆိုးကြီးပြောလို့မရပါဘူးတနိုင်ငံထဲမှာတနေရာဆိုပေမဲ့တခြားနေရာကောင်းတာတွေလည်းရှိပါတယ်လေဥပမာအိန္ဒိယနိုင်ငံတစ်ခုထဲမှာပဲကြည့်
ဝိတ္တဒုပမင်းသားကတာကီဝင်မင်းမျိုးနွယ်တွေကိုအညှိုးတကြီးတက်ခဲ့တဲ့နိုင်ငံဒါပေမဲ့ဂေါရမမြတ်စွာဘုရားပွင့်လာလေအဲ့ဒီနိုင်ငံပဲလေအော်ဒီလိုလားဒါဖြင့်လည်းရှာစမ်းမအောင်ကျမတို့မြန်မာနိုင်ငံမှာပြစ်မှတ်ထားပြီးရှာစမ်းမအောင်အကောင်းတွေကြီးရှိတဲ့နေရာလို့ရှင်သိရင်ပြောစမ်းပါအဲ့ဒီနေရာရဲ့အဆိုးကိုကျမထောက်ပြစမ်းပါမယ်သေချာလာကြည်လားညီမအိုးသေချာတာပေါ့အခုခေတ်ပဲဖြစ်ဖြစ်အရင်ခေတ်ပဲဖြစ်ဖြစ်စိုးရုံမှုတွေနဲ့ကင်းလွတ်ပြီးငြင်းချက်တဲ့နေရာရဲ့လို့ရှိမှမရှိတာရှိနေရင်ရောကဲမရှိဘူးဆိုရင်ရောရှင်ပါပေးမလဲတကယ်တော့ထိုစကားကိုမြဝန်းရံကစပြီးပြောလိုက်မိတာပါလားညီမကလောင်းကြီးထက်ချင်တာလားသူကပြုံးလျက်မေးသည်သူမမျက်နှာခက်မော့မော့နဲ့ပြောလိုက်မိသည်ဒါပေါ့မလောင်းရဲဘူးလားလောင်းရဲတာပေါ့ဗျာကျွန်တော်ကအကောင်းကြီးအများကြီးကိုမြင်ထားတဲ့သူပဲကဲပြောစမ်းပါဥပမာစကိုင်းဖျားတွေနဲ့တိတ်ငိမ့်ချမ်းတဲ့နေရာအဲ့ဒီလိုနေရာမျိုးမှာဘယ်ကဆိုးရုံမှုကရှိမှလဲကောင်းမြတ်မှုတွေကြီးပဲပေါ့ဘလောက်နေဖို့ကောင်းလဲဘလောက်အေးချမ်းတဲ့အရေးလဲအိုးစကိုင်းလားဒီခေတ်ကိုမပြောပါနဲ့အောင်ပင်ရခေတ်တုန်းကစကိုင်းကစစ်တလင်းဖြစ်ခဲ့တယ်လေကိုမိုးငိမ့်ကတမိုင်းကိုမလေ့လာခဲ့ဘူးထင်တယ်သူကသိပ္ပံသမားလားတမိုင်းကိုမကြည်ညက်တဲ့သူလားမြဝန်းရံကတော့မိမိအလုပ်ကရှေးဟောင်းသူတေသနာမှုတမိုင်းကိုလေကြည်ညက်သည်ဟုကိုယုံကြည်၏ငါးစီးရှင်လက်ထက်မှာလားမသိဘူးညီအကိုချင်းသွေးချောင်းစီတက်ဖြတ်ခဲ့တာစကိုင်းမှာပေါ့နောက်ဆုံးသွေးသားတော်တဲ့သူတွေကထီးနှံဆက်ခံမဲ့သူမရှိတော့လို့အိမ်အောင်ဘက်ရဲ့ဆွေမျိုးထဲကနေဘယင်လှုပ်လိုက်ကြတဲ့အထိပဲနောက်ပြီးအစဉ်အဆက်နေပြီးတော့ဖြစ်ခဲ့တဲ့အင်းဝါနဲ့ကတ်နေတဲ့နေရာပဲစိုးရုံမှုမရှိပဲဘယ်နေပါမလဲရှင်ဘရင်တွေဟာကိုထီးနှံနဲ့ပတ်သက်လို့မလုံခြုံတော့ဘူးလို့ခံစားရတဲ့အခါဘာလို့မှမမြင်နိုင်တော့ဘူးရှင်တန်တရားဖြစ်เสียလူမှန်သမျှမျိုးဖြုတ်တုတ်တင်တော့တာသူမအဲ့ဒီလိုချက်ချင်းတုံ့ပြန်လိုက်သည့်အခါသူ့မျက်နှာတွင်မခံကျင်စိတ်အရိပ်အယောင်ကိုလှစ်ခနဲမြင်လိုက်ရ၏ထို့နောက်ထိုအရိပ်သည်ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့ပါသည်သူစီကနောက်ထပ်နေရာတစ်ခုတော်နဲ့ထွက်မလာခဲ့အနိုင်ရသူ၏မျက်နှာထားဖြင့်နှက်ခမ်းကိုတင်းဆေးပိတ်ပြီးပြုံးလျက်သူ့စကားကိုစောင့်နေခဲ့ချိန်မှာသူမ၏ကော်ဖီခွက်သည်အပေါ်ယံအလွှာပင်တင်းလျက်ရှိပြီးတခဏတိတ်ဆိတ်နေခိုင်မိမိတို့အနီးဇပွဲဝိုင်းနေစီမှစကားသံတို့ကိုအဆက်မပြတ်ကြားနေရကြောင်းသတိပြုမိလာသည်သူမတို့နှစ်ယောက်ထဲမှမဟုတ်ပဲဘေးမှာစားတောက်နေသူတွေအများကြီးပါလားမြဝန်းရံသည်စိတ်လောတကြီးမေ့နေခဲ့သောပတ်ဝန်းကျင်ကိုပြန်သတိပြုမိလာသည်မန္နယံတို့၏နောက်ဖက်မှာအပြင်ဘက်ကိုမန္နယံတို့၏အနောက်ဘက်မှာအပြင်ဘက်ကိုလှမ်းမြင်နေရသည့်ပိုလန်နိုင်ငံတဝန်းတွေ့ရတတ်သည့်မလှမပတူးတူကျဲတဲ့ရိုးတံပြိုင်တစ်ပင်တွေတောင်သူတို့အနီးမှာမရှိမြင်သမျှသည်မိထွန်းထားသောအဆောက်အဦတွေကြီးပဲဥရောပဟန်အဆောက်အဦတွေလမ်းပေါ်တွင်တစ်ပင်ပုံစံဖြစ်အောင်မီးဆိုင်မီးသီးများချိတ်ဆွဲလျက်အလှဆင်ထွန်းညှိထားသည်ခရစ်မတ်မီးလုံးလေးများဖြင့်နှင်းခရစ်မတ်ပုံစံတည့်ရွက်ပုံစံတစ်ပင်ပုံစံပုံသွင်းကပြင်ဆင်ထားသောပိုစနံမျိုးလေး၏အေးချမ်းတိတ်ဆိတ်မှုကိုလှမ်းယူခံစားလို့ရပါသည်ခက်လန်းရင်းမြင့်ကျဲမှာကြီးမားသောရေခဲပပုရုပ်ထုများရှိနေသည်ရေခဲကိုလူပုံစံရုံပုံစံတစ်ပင်ပုံစံအမျိုးစုံထုလုပ်ထားသည့်မှန်ကဲ့သို့ကြီးလင်းစွာထွင်းဖောက်မြင်နေရသောပပုရုပ်ထုများသည်ဖြတ်သွားဖြတ်လာလူတွေစုဝေးရက်ကြည့်မိအောင်လက်ရာပြောင်မြောက်လာသည်။အော်သူတို့မှာထိုသို့တစ်တော်အုပ်နဲ့တစ်ပင်စိမ့်လှတွေမရှိလို့အခုလိုရေခဲတဲ့ဆောင်းရာသီမှာရေခဲကိုပဲတစ်ပင်အတူအဖြစ်ပပုထုလို့အလှကြည့်ရတာပါလား။ကျွန်တော်သိပြီ
အင်းဝဘကိုးမန္တလေးရန်ကုန်တန်လျင်မင်းနေပြီးတော့ဖြစ်ခဲ့တဲ့နေရာတွေမှာညီမကအစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေစိုးရုံမှုတွေကိုတစ်ခုပြီးတစ်ခုဆွဲထုတ်ပြနိုင်မှာတေချာသွားပြီဒီတော့အဲ့ဒီနေရာတွေကိုကျွန်တော်ရွေးပြလို့မရတော့ဘူးဒါဖြင့်အရှုံးပေးပြီလားသူမထိုစကားကိုအရသာရှိစွာပြောလိုက်ပါသည်အိုးဝေးပါသေးတယ်ဗျာကျွန်တော်မရှုံးနိုင်ဘူးမရှုံးမဲ့နေရာတစ်ခုကိုတေချာပေါက်တည်ထားတယ်